ဒီနေရာမှာကွာဘယ်ပေါ်မှလည်းရှိပုံမတယောက်သေးပါဟာဘာလဲအုတ်ထုတ်လားသူလဲဟေးမင်းသူလဲကွာငါနေမြေရှိဦးစီလာလိုက်ခဲ့သွားစို့လေငါလိုက်မြသွားမယ်အေးငါလိုက်ခဲ့မယ်ကျွန်တော်ကောင်းနေတဲ့ပင်ကလေးလေးခေါ်ရနောက်ကိုလိုက်သွားရနေပဲသူတို့ရဲ့ပင်ကလေးနဲ့တော့ရောက်သွားတယ်ဒါကွာဟယ်လိုအေးမင်္ဂလာပါကွာတော့ဒီမှာရောမဲတော့စီအိုးဒီနေ့အရင်ပြရခေါ်တော့ဟာကြောက်ကုန်ကြည့်ပေးမယ်အေးထားလေโอเคရှင်မင်းကြီးကျွန်တော်နှုတ်ဆက်ပါဗျအေးမင်းလည်းငေါင်းနိုင်ငံသားဖြစ်အတိမဖြစ်ပါရဲ့ကွာဟိုဒီနေရာငေါရွာသားနဲ့တွေ့တယ်အရင်ငေါနေထွေးစီတယ်ကွာငါရွာမှာတော့ငါအပယ်ကတယောက်ပဲကွာအေးအားမင်းရွာလည်းကွာငေါလည်းရှိတာဟာပါလေအဖေကိုလဲကွာစစ်ပွဲဖြစ်နေပြီအာလောပါနဲ့ဘောက်တာသွားစမ်းလောပါနဲ့ပြရတယ်ချင်းချင်းနေဟေးဦးမလေးဘာဖြစ်နေဖြစ်ဟမ်ဆရာလားမထွက်ဆရာလားရှင်မင်းကိုခါစားပါရဲ့ဗျာဟမ်ဟုတ်ဘူးလေမမင်းတို့ရဲ့ရှင်မဟုတ်ဘူးဖြေရာမင်းတို့ရဲ့ရှင်မို့မင်းတရှိုးလားအဲ့ကောင်လေးဖားလေဒါနဲ့ပင်လယ်တော့ဘယင်ကြီးလေကောင်လေးကိုရှိရတယ်ရှိတယ်ဒီချိန်မှာပဲအတမင်းကအကောင်လေးရှိမှကာကွယ်ပေးနေတော့သူ့ကိုမျိုးဖြစ်သွားပြီးတိုက်ကြစမ်းငါကောင်တို့ဒါနဲ့အားလုံးပတ်ဝိုင်းပြီးကောင်လေးကိုချိန်တာပဲအဲ့ချိန်မှာပဲပစ်ကလင်ကလေးရလည်းရှိမှကာကွယ်ပေးခဲ့တယ်လောဘနဲ့ထားရငါဟာကန်ဟိုကဒီတိုင်းမှာပဲရပါတယ်မင်းကငါတက်နေချင်ငါခေါ်လိုက်ကောင်ရအောင်ကောင်လေကြောင်းနေဖြီးရကွာဟာတကယ်ချင်းဘာပြီးရောမင်းစိတ်ပြေလားအေးပါကွာမင်းကွာပြမပြရလေတကယ်လို့လည်းအကောင်းဆုံးမင်းတယောက်လည်းရှိပါတကယ်ချင်းကျောင်းလေးပြေးကြဆောင်ကွာရောဘယ်နဲ့ပဲကောင်းလေးတယ်ဆရာငယ်ပြီးပင်လယ်တိုင်းမြေကနေထွက်ပြေးခဲ့တယ်ဗျဒါနဲ့သူရောက်လာခဲ့ရတော့တင်းပြေးနဲ့နေပြည်လေးမှာပြေးနေတာဘယ်ကိုရောက်တော့မှမသိအမှသူလဲမင်းတို့အားလုံးပေါက်ကွဲနေဗျအဲ့ဒီမှာငိုရင်းနဲ့ပဲသူဒါနဲ့ပြင်းနေအားလုံးကိုစိတ်တူအားအားလုံးကိုသူ့တငယ်လိုကလေးစားရင်တွေပိုးလာတယ်သူ့ရဲ့ထုံးစံတိုင်းပဲအကောင်းဘက်ကနေမိစ္ဆာတွေဝင်လာပြီးသူတို့ဘက်ကိုပြတ်တိုက်ခိုက်တော့အဲ့ပါပဲခုလိုပစ်ကလင်းရဲ့ဟွာရဲ့စစ်ပွဲကဖြစ်ပေါ်လာတော့သူ့ရဲ့တပည့်ရလည်းဟုတ်တယ်အဲ့မှာပစ်ကလင်းကြီးကိုနမ်းချလိုက်တယ်သူကအဲ့နေရာမှာတရဖူးဆောင်ပြီးသူဘရင်ကိုတက်လို့တော့တာပေါ့လုံးပဲအားလုံးနိုင်ရရှိခဲ့ပြီကွာဒီပလေးကငါတို့တော့ပလင်ပဲယေးပြင်းမင်းကြီးတက်တော့ရရှိပါစီဒါပေမဲ့လည်းလှုပ်နေဖြစ်နေပဲအကောင်လေးရမပြောရှင်ခဲ့ဘူးဗျသူ့ရဲ့တငယ်ချင်းကိုလည်းသူတတိယနေအဲ့ချိန်မှာတော့စတီယိုကလုံချမ်းတွေကိုလုံနေရပေါ့နားမှာလည်းအတမဲတွေကစောင်းပြီးခိုင်းနေရဗျစတီယာကျွေးရှိသူအဲလစ်လာကဲမှာကိုစောင့်နေတယ်ဆိုတော့လည်းအဲလစ်ကပေါ်မလာခဲ့သေးဘူးဗျဒါနဲ့တမဲတွေကသူတို့နေရာတစ်ခုခေါ်သွားခဲ့အဲ့တော့ဗေဒမ်းမသိဒီမှာသူတကားဘောက်ကိုတွေးနေပဲတန်းပြေးဗျဒါတွေအားလုံးအတမဲတွေလိုက်ဖမ်းကြတယ်အဲ့မဲ့အရှိမနှစ်ယောက်ကကြိုးခန့်နေပြီးထိုက်ခိုက်ပြီးမဲ့